မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ဆွေးနွေးကြည့်ကြမယ်အကြောင်းအရာကတော့လေဗုဒ္ဓဘာသာကျမ်းစာတွေကအယံကိုထူးခြားတဲ့ဇလံတစ်ပုဒ်ပါတုပဗုဒ္ဓလူနူရဲ့အဖြစ်ပြက်ပေါ့ဟုတ်ကဲ့ရှင်အင်မတန်ဆင်းရဲဒုက္ခရောက်နေတဲ့လူတွေကယွန်ရှာကြတဲ့လူနူဒီနောက်ကလည်းမြတ်စွာဘုရားနဲ့တွေ့ပြီးတော့တရားထူးရသွားတဲ့အကြောင်းပါဟုတ်ပါတယ်ဒီအဖြစ်ပြက်ကိုကြည့်ပြီးတော့လေအတိတ်ကံတရားတွေလက်ရှိဘဝမှာလုပ်တဲ့အလုပ်တွေပြီးတော့လက်မြောက်မှုလမ်းကြောင်းပေါ့ဒါတွေဘယ်လိုဆက်ဆက်နေလဲဆိုတာကိုလေ့လာကြည့်ကြအောင်ပါဟုတ်ကဲ့ဇလံကဘယ်လိုစခဲ့တာလဲခင်ဗျာဇလံကတော့မြတ်စွာဘုရားရာဇဂယိုးပြီးဝေလူဝင်းကျောင်းတော်မှာတည်ရင်သုံးနည်းလေအချိန်ပေါ့နော်အဲ့ဒီမှာသူပဗုဒ္ဓဆိုတဲ့လူနူကြီးပေါ့သူကအစားတောက်လည်းမရှိဘူးအဝတ်အစားနေစရာဘာမှမရှိဘဲနဲ့အင်တန်ဆင်းရဲတယ်လူတော်တဲ့မတိုရဲ့အထီးချက်နေတဲ့တပေါ်ပေါ့နော်ချင်းကလာခဲ့ရရှင်အစားတော့ရလို့ရညာနဲ့လာခဲ့ပြီမဲ့တကယ်တမ်းကျတော့တရားပွဲဖြစ်နေတာကိုဟုတ်ပါတယ်ဒါပေမဲ့သူထွက်မထားအောင်နော်ဆက်ပြီးတရားနာဖို့ဆုံးဖြတ်လိုက်တယ်ဆိုတော့အဲ့လာကစိတ်ဝင်စားစရာပဲအဲ့ဒီအချိန်မှာမြတ်စွာဘုရားကလည်းသူကိုတတိထားမိတယ်ပေါ့မှန်ပါတယ်မြတ်စွာဘုရားညံတော်နဲ့ကြည်လိုက်တော့ဒီလူနုကအပြင်မှန်းဘလောက်ပဲစိုးနေပါစေသူ့မှာတရားသိမြင်နိုင်တဲ့ပါရမီဓာတ်ခံရင့်ကျက်နေပြီဆိုတာကိုသိတော်မူတယ်ဟုတ်ကဲ့အဲ့ကြောင့်သူ့ကိုအဓိကရေရွယ်ပြီးတော့အနုပူပိကထာဆိုတဲ့တရားကိုဟောတာဆိုလိုတာကနားတဲ့သူရဲ့အခြေအနေကိုကြည့်ပြီးတော့အစင့်စင့်နားလည်သွားအောင်ဟောပေးတာပေါ့လေအစင့်စင့်ဆိုတော့ဘလို့အကြောင်းအရာတွေပါမလဲခင်ဗျာပထမဆုံးဌာနပြုတ်ခြင်းရဲ့အကျိုးကျေးဇူးတွေသီလဆောင်ထိန်တာတွေပေါ့နော်အဲ့ဒါတွေရဲ့အကျိုးပြီးတော့နတ်ပြည်ရောက်နိုင်ပုံတွေဒါတွေအရင်ဟောတယ်ပြီးတော့မှကာမဂုဏ်ရဲ့အပြစ်တွေအဲ့ဒါတွေကစိတ်ကိုဘလို့ညှဉ်းနှံစေတယ်လဲဟုတ်ကဲ့အဲ့ဒီကနေလွတ်မြောက်ခြင်းနေခံမရဲ့အတန်ဖိုးအဲ့ဒီလိုလွတ်မြောက်ရင်ဘလောက်စိတ်ငြိမ်းချမ်းမှုရနိုင်တယ်ဆိုတဲ့အကျိုးတွေကိုရှင်းပြတာရှင်သူစိတ်ကိုတဖြည်းဖြည်းပြင်ဆင်ပေးတဲ့သဘောပေါ့ပြီးတော့မှအဓိကတရားကိုဟောတာလားဟုတ်ပါတယ်သူစိတ်ကအဲ့ဒီလိုနာယူရဲနဲ့နူးညံ့ပြီးတော့နည်းနည်းတဲ့တရားကိုလက်ခံဖို့အသင့်ဖြစ်သွားတဲ့ခါကျတော့မှမြတ်စွာဘုရားကဒုက္ခဆိုတာဘာလဲဒုက္ခချုပ်ငြိမ်းရလမ်းစဉ်ကဘာလဲဆိုတာကိုပြတဲ့သစ္စာလေးပါးတရားတော်ကိုဟောကြားတော်မူလာတယ်ဥပမာပေးရရင်အဝတ်ဖြူစင်စင်လေးကိုဆေးရည်တဲ့နစ်လန်ရင်ဆေးချက်ချင်းဆွေးသွားတယ်လို့ပဲပေါ့တုပ္ပဗုဒ္ဓလည်းအဲ့ဒီနေရာမှာတရားဆုံးတဲ့တပြိုင်နက်ကိလေသာအညစ်အကြေးကြီးကင်းစင်ပြီးတော့တရားအမှန်ကိုထိုးထွင်းသိမြင်တဲ့ဉာဏ်မျက်စိဓမ္မစကုပေါ့နော်ဟုတ်ကဲ့သောတာပတ္တိမဉ္ဇဉ်လို့လည်းခေါ်တယ်အဲ့ဒါကိုရသွားပြီးသောတာပန်အရိယပုဂ္ဂိုလ်ဖြစ်သွားခဲ့တာရှင်ဟာတကယ်အံ့ဩစရာပဲအဲ့လိုဒုက္ခတွေအများကြီးနဲ့နေလာတဲ့သူကခဏလေးအတွင်းမှာအရိယာဖြစ်သွားတာဆိုတော့ဒါပေမဲ့ကြားရတာတော့သူကတရားထူရပြီးမကြခင်ပဲဆုံးမသွားတယ်ဆိုဟုတ်ပါတယ်တရားသိမြင်ပြီးသိမကြလိုက်ဘူးလမ်းမှာနွားမတကောင်ကဝှေ့လိုက်လို့အသက်ဆုံးသွားခဲ့တယ်အဲ့ဒီတော့ယဟန်ကောင်လေးကသူတည်ပြီးပဲဘုံဘဝရောက်သွားတယ်လဲဆိုပြီးမြတ်စွာဘုရားကိုမေးလျှောက်ကြတာပေါ့ဟုတ်ကဲ့မြတ်စွာဘုရားကဘယ်လိုမိန့်ကြလဲခင်ဗျာမြတ်စွာဘုရားကတော့သူဟာသောတာပန်ဖြစ်သွားပြီအဲ့ဒီတော့စိတ်ကိုတန်တရားမှာခြီတဲ့အနုံအဖွဲ့ဒီထက်ကအရေးကြီးဆုံး၃ခုပေါ့တန်ရောစဉ်၃ပါးလို့ခေါ်တယ်တန်ရောစဉ်၃ပါးဟုတ်ကဲ့ကိုခန္ဓာကိုငါဥစ္စာလုံးမဆွဲတဲ့အမြင်တက္ကရဒိဋ္ဌိယရဏ၃ပါးနဲ့ကံရဲ့အကျိုးကိုယုံမတန်တရားဖြစ်တာဝိချိခိစ္ဆာနောက်ပြီးတော့အကျင့်မားတွေကိုဓမ္မအလွတ်မြောက်လန်းဆိုပြီးဆွဲလန်းတာသီလပတ္တပရမတ္တာအဲ့ဒီ၃ပါးလုံးသူ့တဏ္ဍာမှာကုံသွားပြီနာကောင်အပေလေးပုံကိုလုံးဝမကြတော့ဘူးကောင်းတဲ့ဘုံဘဝကိုပဲညောက်တယ်လို့မိန့်ကြားတော်မူပါတယ်ရှင်ဒီနေရာမှာနည်းနည်းစဉ်းစားစရာလေးရှိလာတယ်ခင်ဗျာသူကဒီဘဝမှာတရားထူးရလောက်အောင်ပါရမီပါလာတဲ့သူဆိုပေမဲ့ဘာဖြစ်လို့အဲ့ဒီလောက်တောင်ဆိုးဆိုးရွားရွားလူနူဘဝနဲ့ဒုက္ခကြီးစွာခံစားခဲ့ရတာလဲသူ့အတိတ်ကဘာကံနေမြန်ပါခဲ့လို့လဲအဲ့ဒါကတော့လီကံတရားရဲ့ရှုပ်ထွေးပုံကိုပြတာပဲပေါ့နော်မြတ်စွာဘုရားကအတိတ်ဇက်ကြောင်းကိုပြန်ဟောပြတယ်ရှေးဘဝတစ်ခုတုန်းကပေါ့ဒီရာဇဂယုတ်ပြီးမှာပဲသူကထထဲထားတဲ့အောင်ဖိခဲ့ဘူးတယ်ထထဲထားဘဝကနေဟုတ်တယ်တနေ့တော့တေကရတိခီဆိုတဲ့ပိစိကဗုဒ္ဓတပါပိစိကဗုဒ္ဓဆိုတာကိုယ်တိုင်အမှန်တရားကိုသိပေပဲတမ္မာတန်ဗုဒ္ဓဘုရားရှင်နေလို့တရားကြည်ကြဲပြန်မဟောကြားတဲ့အေရိယာပုဂ္ဂိုလ်တစ်မျိုးပေါ့ဟုတ်ကဲ့အဲ့ဒီပိစိကဗုဒ္ဓအစွမ်းခံကြော့လာတာကိုမြင်တော့သူကမာနကြီးပြီးတော့ဟိုမှာလူနူတယောက်သူ့ဝဆန်နွမ်းဖဖန်းနဲ့ရှောက်သွားနေတယ်ဆိုပြီးတော့နှုံးနဲ့ပိမစော်ကားတယ်ပြီးတော့တန်တွေးပါထွေးခဲ့မိတယ်ဟာပိစိကဗုဒ္ဓလိုအာရိယပုဂ္ဂိုလ်ကိုစကားတစ်ခုမှလိုက်တာနဲ့အဲ့လောက်အပြစ်ကြည့်တာလားသူတို့ကြောက်စရာကောင်းတဲ့ကံပဲနော်ဟုတ်ပါတယ်အဲ့ဒီအရာကိုပြမမိတဲ့အကုတုကံကအင်မတန်ကြီးလေးတယ်ရှင့်အဲ့ဒီကံကြောင့်တည်တဲ့အခါငရဲမှာနှစ်ပေါင်းများစွာခံရတယ်ပြီးတော့အဲ့ဒီကံရဲ့အကျွင့်အကြံရှင်ကြောင့်ဒီဘဝမှာလူနူဖြစ်ပြီးတော့ဒီလိုခက်ခဲကြမ်းတမ်းတဲ့ဘဝကိုရင်ဆိုင်ခဲ့ရတာပါဒါပေမဲ့ဒီဘဝမှာသူကတရားထူးရသွားတယ်ဆိုတော့
အဲ့ဒီအတိတ်ကံဆိုရတဲ့အကျိုးကိုဒီဘဝရဲ့ကောင်းမှုကကြော်လွှားနိုင်ကြတယ်လို့ပြောလို့ရမလား ကျော်လွှားနိုင်တယ်ဆိုတာထက်လက်ရှိဘဝရဲ့လူရက်ကအနာဂတ်ကိုပုံဖော်တယ်လို့ပြောရမှာပေါ့နော်အတိတ်ကံဆိုကြောင့်ဒီဘဝမှာဒုက္ခရောက်ခဲ့ရတာမှန်တယ်ဒါပေမဲ့ဒီဘဝမှာပဲမြတ်စွာဘုရားတရားတော်ကိုနာကြားခွင့်ရပြီးတော့ယုံကြည်မှုတထာတရားကိုချင်းတီလာအချားမြင်ဘဟုတုတဆွန်လွတ်ပေးကမှုစာကအမှန်ကိုတည်တဲ့ပညာ ဟုတ်ကဲ့ အဲ့ဒီလိုကောင်းမြတ်တဲ့အရေးချင်း၅ပါးကိုသူစိတ်ထဲမှာပွားများနိုင်ခဲ့တယ်ဒီဆောက်နိုင်ခဲ့တယ်အဲ့ဒီကုတုကံတွေရဲ့အစွမ်းကြောင့်တည်လွန်တဲ့အခါမှာအတိတ်ကအကုတုကံရဲ့အကျိုးပေးတွေကုံလွန်ချိန်နဲ့တိုက်ဆိုင်ပြီးကောင်းမြတ်တဲ့ဒုက္ခတိပုံဖြစ်တဲ့တောက်တင်စာနတ်ပြည်မှာရောက်သွားတယ် တာဝရင်စာနာပြီမှာ ဟုတ်ကဲ့အဲ့မှာလဲထချောင်းနတ်တီထက်ဆေးရောင်ကြီးအချန့်အယံဘုံတန်ခိုပို့ပြီးတော့တာလွန်ပြီးဖြစ်ရတယ်လို့မြတ်စွာဘုရားကရှင်းပြခဲ့ပါတယ်ရှင် ဒါကြောင့်ဒီဇလန်ကနေကျွန်တော်တို့မတားနိုင်တာကဘလောက်ပဲအဖြစ်ပန်းအခြေအနေဆိုးရနေပါစေတရားဓမ္မကိုသိမြင်လိုက်တာနဲ့ရနိုင်တဲ့အကျိုးကျေးဇူးကတကယ်ကြီးမားတယ်ဆိုတာရဲ့နိုင်တယ်လို့ပဲလက်ရှိဘဝမှာကိုကျင့်တရားကောင်းအောင်နေပညာကိုရှာဖွေရင်အနာဂတ်ကိုပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုတဲ့အချက်ပဲနော်တူပပူထားရဲ့အဖြစ်ကအပြင်ပအခွန်အောက်ကအတွင်းစိတ်ရဲ့အလားအလာကိုဖော်ပြနေတယ်လို့ပါပဲ ဟုတ်ပါတယ်ရှင်အဆုံးသက်အနေနဲ့စဉ်းစားစရာလေးတစ်ခုထပ်ပြီးမျှဝေချင်တာတော့မြတ်စွာဘုရားဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီးဥဒံကျုခဲ့တဲ့စကားလေးပါ ဟုတ်ကဲ့ စခုမာဝိထမာနာနိယထာပရိဝချေယေဧဝံပပနိကမ္မာနိပရိဝချေယေပန္တိတောအတိဘေကမျက်စိအမြင်ရှိတဲ့သူဟာမနီမညာကြမ်းတမ်းတဲ့လမ်းကိုရှောင်ကွင်းသွားသလိုပဲလောကမှာပညာရှိတဲ့သူဟာမကောင်းမှုတွေကိုရှောင်ကျင်ရ၏တဲ့ မသားစရာပါပဲ ဒီစကားလေးကိုဆင်ကျင်ပြီးတော့ကံတရားရဲ့အကြောင်းကျိုးဆက်ဆက်ပုံကိုနားလည်ခြင်းကကိုယ့်ရဲ့နေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့အခက်အခဲတွေစောင့်ဖြတ်ချက်တွေရွေးချယ်မှုတွေကိုဘလို့တတိယလက်ခံထားပြီးချင်းကပ်ဖြည့်ရှင်းမလဲဆိုတာကိုဆက်ပြီးတွေးတောကြည့်ဖို့တိုက်တွန်းချင်ပါတယ်ရှင် ဟုတ်ကဲ့ပါခင်ဗျာချင်းဖဲပြီးချင်းပြပေးတဲ့ကျေးဇူးအများကြီးတင်ပါတယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်